25မှာပင်လေဝုံဆိုထဲဖြစ်လာတာဝန်ခံခြင်းနဲ့ဆရာရဲ့ခေါင်းဆောင်မှုအောက်မှာနေခြင်းနဲ့အဲ့လိုတွေများလာတယ်ကျွန်တော်လောက်တာဘာမှမရှိဘူးကျွန်တော်ဖွင့်အဲ့လိုလည်းမဟုတ်ဘူးဒီမှာအောက်ကနေဝင်လာတော့ဆရာခေါင်းဆောင်မှုဘာဆိုသူတို့ဖတ်တာသူတို့လုံနေတာဒါပေမဲ့ဖြစ်ချင်တော့သူတို့ကဘယ်တရားဟောချက်နဲ့လဲထိတွေ့ပြီးအမှုတော်ဆောင်နေဖြစ်နေတာကြတော့ကိုမသိတဲ့ဝိညာဉ်သားတွေအများကြီးဖြစ်နေတာဆရာဘေးပွဲမှာဘေးတရားဟောကျွန်တော်လွတ်မြောက်သွားတာအဲ့ဒါလည်းဘာလဲယေရှုတော်ပဲဆိုကျွန်တော်လုံတာဘာတစ်ခုမှမရှိတဲ့အတွက်ကြောင့်ကျွန်တော်အကြီးကျယ်လုံတယ်လို့ပြောစရာဘာမှမရှိဘူးကျွန်တော်ဘယ်သူလုံနာလဲဖယားလုံဒါဆိုဆရာနိုင်ငံတကာသွားတော့ဆရာပင်မခံမလို့လုံနေတယ်ဒါဆိုကြည့်ရအောင်တစ်ကောခန်းကြီး15အငယ်30ကြည့်ရအောင်တစ်ကော15 30ခဏလေးကြည့်အောင်အမြန်လေးကြည့်အောင်ကျွန်တော်နားလည်စေချင်တာကျွန်တော်ဘာသာထဲမှာနှစ်ပေါင်းများစွာကြီးလာတဲ့အခါမှာကျွန်တော်ဘာသိသွားလဲသိလားဘာထင်သွားလဲဆိုတော့ကျွန်တော်တို့လုံအကောင်းဆုံးလုံတဲ့ပုံမှာကျွန်တော်တို့ဖခင်ကောင်းကြီးပေးမယ်ပြန်ပြောမယ်နော်ဘာလဲအကောင်းဆုံးလုံတဲ့အပေါ်မှာကျွန်တော်တို့ဖခင်ကောင်းကြီး wrong မှားတယ်လုံးဝမှားတယ်အဲ့ဒါ no ကျွန်တော်အကောင်းဆုံးလုံမှသာကျွန်တော်ဖခင်ကောင်းကြီးပေးမယ်ဆိုရင်ကျွန်တော်ကောင်းကြီးခံစားမယ်ထင်မှကျွန်တော်မပါဘူး yeah အဲ့ကြောင့်လှုပ်ချင်တာလှုပ်ကြပါလို့ကျွန်တော်မပြောဘူးဖယားသားသမီးလှုပ်ချင်တဲ့အတိုင်းမလှုပ်ဘူးဖယားသားသမီးမှတ်ထားကျွန်တော်ပြောပြမယ်သူပြောတယ်ဒါဆိုရင်ခမည်းတော်ပြောတဲ့အတိုင်းဆိုရင်ဟာလာဘာလဲအပြစ်ကိုခမည်းတော်အားပေးနေတာကျွန်တော်ပြောပြမယ်ယေရှုခမည်းတကယ်ရရင်အဲ့စကားမပြောဘူးယေရှုတကယ်ရထားအဲ့စကားမပြောဘူးခရစ်တော်တကယ်ရထားတဲ့လူကပျော်မယ်ထင်လားအပြစ်ထဲမှာပျော်တဲ့ထဲမှာဖယားသားမပါဘူးဖယားသမီးမပါဘူးရှွန့်ထဲမှာပျော်တာဝတ်ပဲပျော်တယ်တိုးမပျော်ဘူးဒါပေမဲ့တိုးကရှွန့်ပေတတ်တယ်ပေရင်ချက်ချင်းပါလို့လဲပေးသွားတဲ့ခါမှာချက်ချင်းကုန်းယုံလို့ပြန်ထတယ်ဒါပေမဲ့အဲ့ဒီသိုးလေးကိုပြန်ပြီးတော့မှစေးပေးတာတေချာတုတ်တင်ရှင်းလင်းပေးတာတိုးထိမ့်ပဲတို့မှာကောင်းသောတိုးထိမ့်ရှိတယ်ကောင်းသောတိုးထိန်ကတို့ကိုဘယ်တော့မှရှုံးအိုင်ထဲမှာပစ်ထားတာမဟုတ်ဘူးဒါကြောင့်မိခါဘာပြောလဲဆိုတော့ဟာလေလုယာငါမူကထာဝရဘုရားကိုမျှော်လင့်ပြီးငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ငါခိုးလို့မထာဝရဘုရားသည်ငါစကားကိုနားထောင်တော်မူပြီးအချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထောက်ပြီးမောင်မိုက်ထဲမှာထိုင်ရတော့လေထာဝရဘုရားသည်ငါအလင်းဖြစ်တော်မူလိမ့်မယ်ငါ့ကိုဘယ်တော့မှမောင်မိုက်ထဲမှာပစ်ထားမယ်ကောင်းသောတိုးထိန်မဟုတ်ဘူးအချင်းတတဲ့အခါမှာငါ့ကိုဆွဲမပြီးတော့မှအလင်းထဲမှာပြန်လဲပို့ဆောင်မယ်ဖယားကျွန်တော်ရဲ့အဆုံးကိုကြည့်ကြိုပြောမယ်ခရစ်တော်အားဖြင့်အရှုံးနဲ့ဘယ်တော့မှအဆုံးသတ်မဲ့ထဲမှာမပါစေရအောင်ကြည်ထားကျွန်တော်ကြောင့်မဟုတ်ဘူးကျွန်တော်ကြိုးစားနိုင်တာလည်းမရှိဘူးပြောပြီးသားဒါပေမဲ့ကျွန်တော်အဆုံးထိပို့ဆောင်ပေးမယ်ကျွန်တော်ရဲ့တိုးထိန်ရှိတယ်လို့ဖြစ်တယ်ကျွန်တော်ကနာမည်နဲ့ကြီးတယ်လေနာမည်နဲ့ကြီးတော့ကျွန်တော်ချစ်တဲ့အမှုတော်ဆောင်တွေကကျွန်တော်စိတ်ပူတယ်ဟိုကတည်ပြောဒီကတည်ပြောကျွန်တော်ပေးစားတဲ့လူနဲ့လည်းအများကြီးဆိုတော့သူတို့စိတ်ပူတယ်တော့ဟိုပြောဒီပြောကြအောင်ပြောတဲ့အခါမှာဆရာမအဆာမီဆိုရှိတယ်ဩစတြေးလျဆရာမအဆာမီဆိုသူ့ယောက်ျားသူပြောတယ်အဘိုးလားအပါလားမသိသူခေါ်တာရှိတယ်ဆရာလေးပဲလာတော့ဆုတောင်းပေးအောင်ပါညာနဲ့ပြောတော့ဆရာ true change ကဘာပြောဆိုအဆာတဲ့သူအမြဲပြောနေတဲ့ဂျေဇုတော်ဟာသူ့အဆုံးထိပို့ဆောင်မယ်ဆိုတာယုံတယ်သို့တော်လည်းဖျားသခင်ဂျေဇုတော်အားဖြင့်သာငါဖြစ်သည့်တိုင်
ngā phi ngā khaya to Jesu do kule a jume khaya di maho a chado tamando a pondo ta ngā tayi juza ching o piui todo sodole ngā juza di maho ngā ne atu shido mudo phaya thakhin ye Jesu do ba lo le juza pe ne de ကျွန်တော်ယုံကြည်တာတခုอ่ะကျွန်တော်အထဲကနေပြီးတော့ယေရှုတော်ကကြိုးစားပေးတဲ့အတွက်ကြောင့်ဒီထပ်တာရဲ့ကျွန်တော်လုံနိုင်မယ်ဒီထပ်တာရဲ့ဖခင်ဘုန်းတော်ထင်ရှားမယ်ဒီထပ်တာရဲ့ရိတ်သိမ်းရမယ်ဒီထပ်တာရဲ့ဖခင်ချင်းမြောက်မယ်ဆိုတာကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲယေရှုတော်ကဒါပြောပါစေကျွန်တော်အဆုံးကျွန်တော်သိတယ်ဘယ်တော့မှရှုံးနေဆုံးမတတ်ဘူးဘာလို့လဲယူပါယုံရှိလို့1998ခုနှစ်မှာကျွန်တော်အစာရှောင်နေ sorry 1996ခုနှစ်မှာကျွန်တော်အစာရှောင်နေနဲ့21အစာရှောင်ရင်းနဲ့စေရက်မြောက်တဲ့နေ့မှာကျွန်တော်ဖျားပေးလိုက်တဲ့ယူပါယုံကကျွန်တော်စပြီးတော့အမှုတော်ဆောင်ကနေဆုံးထိတိုင်အောင်တွားမယ်ဟာကိုကျွန်တော်ရှင်းရှင်းပြထားပြီးသားဘယ်တော့မှရှုံးတော့နောက်ကျွန်တော်ရဲ့ life မှာဘယ်ဘာလောက်သွားမယ်ဆိုအကုန်ကျွန်တော်ပြထားပြီးသားအခုပြမကြောင်ကြီးကောင်မောင်မှာတော့စိတ်ချပါဗျာပြီးတော့ရေးရေးပြောပါမိခါခဲ့တော့ငါမူကထရာဖျားကိုမျောလင်းမင်းငါ့ကိုကဲတယ်လို့မတော်ဖျားတကယ်ငါခိုးလို့မင်းဖျားတကယ်ငါစကားကိုနားထောင်မယ်အချင်းရန်သူပြောရအောင်ချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့တင်းစိတ်မပူနဲ့ဟာသူများရဲ့လက်ညှိုးထိုးမှာသူများရဲ့ကဲရမှာသူများရဲ့ပြစ်တင်မှာငါတာတစ်ခုဖြစ်သွားရင်ငါတာလဲသွားရင်ငါတာဘာဖြစ်ရင်ဟာ if ဆိုတဲ့စကားNo. There is no if in the kingdom of God. If there is no if in the kingdom of God. ဘုရားနိုင်ငံတော်မှာဒီလိုဖြစ်သွားရင်ဟိုလိုဖြစ်သွားရင်ဆိုမရှိဘူးဘုရားနိုင်ငံတော်မှာရှိတဲ့အရာတစ်ခုပဲရှိတယ်ဘုရားနိုင်ငံတော်အကယ်စင်စစ်အကျွန်ုပ်ဒီဂျေဇုနဲ့cứuနာတော်ကိုတလုံးခံစား၍ထရာဖျားရဲ့အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မယ်အင်္ဂလိပ်လိုဆိုရင် surely goodness and mercy shall follow me all the days of my life. What about you? How about you? And for me, surely goodness and mercy shall follow me all the days of my life. That's what I believe. Surely surely hallelujah surely goodness and mercy shall follow me all the days of my life surely goodness and mercy shall follow me in 2025 surely goodness and mercy shall follow me all the days of my life not because of my goodness, because of His goodness, I can say it. Surely goodness and mercy shall follow me all the days of my life. Say it by faith. Surely goodness and mercy shall follow me all the days of my life. Hallelujah. 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 Say chaya, Johnny go mama. He needs to say chaya. Hallelujah. Hallelujah. Believe that He will do it. Believe that He will do it. Hallelujah. Not because of your goodness, because of His goodness. Shidama say telekopo shitiyakaba. Payashi a over alone. တင်ကောင်းလို့မဟုတ်ဘူးသူကောင်းတာ
ကျွန်တော်ကောင်းတာမဟုတ်ဘူးလေသူကောင်းတာဘယ်တော့ကောင်းလဲကောင်းတော်တိုးထိန်ပြောရကောင်းတော်တိုးထိန်ပြောရကောင်းတော်တိုးထိန်ဒါမှကြည့်ဒီနေ့ဆက်ပြီးတော့ငါဖျားတော့အကောင်းဆုံးသက်ရှင်မယ်ရပ်လိုက်တော့ယေရှုပြုရပ်လိုက်တကယ်မင်္ဂလာထဲကိုဝင်စားခြင်းရဲ့အကောင်းဆုံးသက်ရှင်မယ်ဆိုတော့ရပ်လိုက်ငါဖျားတော့အကောင်းဆုံးသက်ရှင်မယ်ငါယနေ့ဆက် from now on yes yeah no ငါအကောင်းဆုံးသက်ရှင်မယ်ငါအကောင်းသက်ရှင်မယ်ကျွန်တော်မကြားခဲ့ဘူးလားတစ်သက်လုံးငါအကောင်းဆုံးသက်ရှင်မယ် no ငါအကောင်းဆုံးသက်ရှင်စရာမလိုသူအကောင်းဆုံးသက်ရှင်ပေးနေတယ် hallelujah ငါအကောင်းဆုံးသက်ရှင်တာမလို့ तू ကအထက်ကနေအသက်ရှင်ပေးနေတယ်အထက်ကနေအသက်ရှင်ပေးနေအထက်ကနေအသက်ရှင်ပေးနေတယ်အထက်ကနေအသက်ရှင်ပေးနေတယ်ဖခင်အထက်နဲ့အသက်ရှင်ပေးခြင်းလုံးလို့တကားရှိမှရက်၍ခောက်လျက်နေတယ်အကျဉ်သူတင်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်အားဘာပြောလိုက်တာလဲမိတ္တဟာယဖွင့်ခြင်းလုံးနဲ့ဖခင်တင်းအထက်ကနေအလုံးလုံးခြင်းနဲ့ဖခင်တင်းကိုပို့ဆောင်မဲ့ဖခင်တင်းကိုချီးမြှောက်မဲ့ဖခင်တင်းကိုဖခင်ဘုန်းထင်ရှားစေမဲ့ဖခင် hallelujah Philippians ခန်းကြီး1ငယ်6 Philippians chapter 1 verse 6 Philippians chapter 1 verse 6အာဗြဟံအကြီးကျယ်စ조사လို့အာဗြဟံအောင်မြင်တာမဟုတ်ဘူး No အာဗြဟံအကြီးကျယ်စ조사တာမဟုတ်ဘူးအာဗြဟံစိတ်ချတာ Come on ကြီးမားသောမင်္ဂလာလာတော့မယ်မကြခင်မှာကြီးမားသောမင်္ဂလာလာတော့မယ် Don't try မစ조사နဲ့စိတ်ချလိုက်ပြောစိတ်ချလိုက်စိတ်ချတဲ့လူကပြောတဲ့စကားထုံးမရှိတယ် maybe မပြောဘူး surely It is said that maybe and it might be no surely goodness and mercy shall follow me surely why you can say that surely because our God is a good God He loves you so much ဒီကောင်းလို့သူချစ်နေတာမဟုတ်ဘူးသူအရန်ချစ်လို့တင်ကောင်းလာမှာသူအရန်ချစ်တာကိုတင်သိလာလေသူကောင်းလို့တင်ရမစိုးချင်တော့တာကျွန်တော်တာရွေးကောင်းလာမယ်ပြောကျွန်တော်တာရွေးကောင်းလာမယ်ဖျားရဲ့တဏ္ဍာနဲ့ညီလာတိဖျားခင်ဆွဲခေါ်သွားလိမ့်မယ် Surely goodness and mercy shall follow me Hallelujah တာရွေးကောင်းလာမယ်ပြောတာရွေးကောင်းလာမယ် Hallelujah ဘုရားအဖြစ်လဲယေရှုအဖြစ်တာရွေးကောင်းလာမယ်အာမင်မကြည့် Being confident of this that he who began a good work in you don't try to do something good but he is working in you right now hallelujah being confident of this that he who began a good work in you will carry it on to completion until the day of Christ Jesus Hallelujah. Now so nitty. Long wa share ဆွဲခေါ်သွားမယ်သူကရှိနေပြီသားငါစူးစမ်းမယ်အထက်ကနေစူးစမ်းပေးတယ်သူအတွက်ကျေးဇူးချီးမွမ်းလိုက်စမ်းပါအထက်ကနေစူးစမ်းပေးတယ်ပြောအထက်ကနေစူးစမ်းပေးနေတယ် Hallelujah Hallelujah ငါတာ၍ဖခင်ဘုန်းတော်ထင်ရှားမယ်ပြောငါတာ၍ဖခင်ဘုန်းတော်ထင်ရှားမယ်ငါရဲ့အသက်တာသူများကြည့်ပြီးတော့အားချလာမယ် Hallelujah ငါအသက်တာကြည့်ပြီးတော့သူများအားလာရမယ် Hallelujah ဘာဖြစ်လို့လဲဆိုတော့ He who began a good work in will carry it on to completion until the day of Christ until the day of Christ Jesus until the day of Christ Jesus until the day of Christ Jesus The Bible doesn't say the end of this year. No. Until the day of Christ Jesus. Hallelujah. He
will do it. He will do it. Definitely He will do it. Heaven and earth shall pass away, but my word will still remain. His word will still remain. Hallelujah. That's why the Bible said, being confident of this, that he who began a good work in you will carry it on to completion until the day of Christ Jesus. အနာကပိုရတောက်ပါမယ်ပိုရလင်းလတ်မယ်ပိုရဖျားချီးမြှောက်မယ်ပိုရဖျားဘုန်းတော်ထင်ရှားမယ်ဟာကျွန်တော်အနာကကျွန်တော်စဉ်းစားရင်အထက်ကနေပြုတ်ပြင်ပေးတဲ့ယေရှုအပြင်တာရွေးလှပါတယ်တာရွေးတောက်ပါတယ်တာရွေးချီးမြှောက်ခံရအောင်မယ်တာရွေးဖျားဘုန်းထင်ရှားအောင်မယ်တာရွေးလူတွေပြောင်းလဲအောင်မယ်နိုင်ငံတကာလူမျိုးတကာပြောင်းလဲခြင်းနဲ့မြင်တွေ့ရမယ်ဘသူကြောင့်လဲအထက်မှာပြုတ်ပြင်ပေးတဲ့ယေရှုကြောင့် Hey, hey, hallelujah. I think D, right? Is it D? Is it D? D? D. I love you, Lord. Sing it. For your mercy never fails me. All my days I've been held in your hand. Sing it, church. From the moment that I wake up until I lay